လို့ဆိုဓမ္မအဦးဆုံးစပြီးတော့ဖြောပြခြင်းတဲ့တခြင်းကတော့မဆွေတို့ရဲ့ဗမာပြည်မှာအမိရဲ့အသက်သွေးကြောလို့ပြောလို့ရတဲ့အေယာဝတီပြည်ကြီးကိုဥပမာပေးပြီးတော့ကိုထိုးရင်တင်တည်ဆိုခဲ့တဲ့ရာဇဝင်များရဲ့သူတို့သမီးလိုမြင်ရတဲ့ခြင်းကိုစပြီးတော့ဆက်ပြတယ်ဒီတခြင်းဟာမဆွေတို့ရဲ့ခုအချိန်နဲ့အင်တန်းကိုကိုက်ရင်နေပါတယ်ဒါကြောင့်လည်းမဆွေအဲ့တခြင်းလေးကိုဆိုပြချင်တာပါဒီပွဲကိုစပြီးတော့စီစဉ်တဲ့အချိန်တွေကထိုးရင်တဲ့ခြင်းတွေအများကြီးရှိပေမဲ့ဒီတခြင်းဟာမဆွေတို့ဗမာပြည်မှာမွေးရတဲ့လူတွေအားလုံးဒီအေယာဝတီမြစ်ကြီးနဲ့ဘလို့မှကိုယ်ကွာလို့မရတဲ့ဘယ်နေရာဝဲရောက်ဒီသချင်းလေးထဲမှာပါတဲ့စာသားတွေကလည်းအင်မတန်ကိုလေးနဲ့ပါတယ်ဒါကြောင့်မလို့မဆွေဒီသချင်းလေးကိုဒီဆိုဖြောပြပြချင်ပါတယ်နောက်ဆုံးကြည့်ပါနော်ရာ